Hello everyone, it's Mary Sam from Mary Sam, your language partner. So today I would like to tell you about me, about Mary Sam. So what kind of person is me? I would say jack of all trades, master of none. Yes, exactly is me. But I would say master of all. You know what? In Chinese we say 三分钟热爱朋友. So it means a person is interested in everything and she wanted to be everything. So that kind of person. In Myanmar, we say စိတ်ဝင်စားတာတွေအများကြီးပဲရှိတယ်။လှုပ်ချင်တာတွေအများကြီးပဲရှိတယ်လို့အကုန်လုံးလည်းလှုပ်ချင်တယ်။ So ဆရာဝန်လည်းဖြစ်ချင်ဘူး engineer လည်းဖြစ်ချင်ဘူး တထေးလည်းဖြစ်ချင်ဘူးဒါပေမဲ့အကုန်ဖြစ်ချင်တယ်ပေါ့အဲ့လိုလူမျိုးပေါ့ဆိုတော့အဲ့လိုလူတွေက society ထဲမှာရှိပါတယ်ဒါပေမဲ့အများအပြည့်လူတွေအကုန်လုံးကတော့ career တစ်ချောင်းမရွေးဆိုပြီးတော့ပြောကြတယ်ဆိုတော့မှန်ပါတယ်အကောင်းဆုံးကတော့ကိုထိုင်မဲ့ခုံတစ်ခုရွေးထားတာကောင်းတယ်ဒါပေမဲ့လည်းထိုင်မဲ့ခုံမှာလည်းငင်းနဲ့တခြားဟာတွေလည်းလုပ်လို့ရတယ်ဆမ်အကြောင်းပြောလို့ရှိရင်ဆမ်ကအပီယန်တို့လည်းတီးတယ်အစင်းတို့လည်းဆိုတယ်ကလည်းကတယ်ဒါပေါ့နော်နောက်ပြီးလို့ရှိရင်ရေလည်းကူးသေးတယ် basketball လည်းဆော်တယ် so many things learning by ဆိုလို့ရှိရင်လည်း Chinese လည်းလုပ်တယ် English လည်းလုပ်တယ် French လည်းလုပ်တယ် Korean ဆိုလို့ရှိရင်လည်း basics ပေါ့အဲ့လိုမျိုးကလုပ်တယ်နောက်ပြီးရှင်ဘာလုပ်သေးလဲဆိုတော့အဓိကကတော့ဒီ education ဘိုင်းကိုတွားတာပုံများတယ်human society ပေါ့ society နဲ့ဆိုင်တာတွေကိုလေ့လာတယ်နောက်ပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့ rights တွေပေါ့အဲ့လိုမျိုးဘိုင်းတွေကိုလေ့လာတယ်အဓိကပိုစိတ်ဝင်စားတာတော့social နဲ့ political economic how to say ဆိုတော့က macro ဘိုင်းပေါ့ macro economic တို့အဲ့လိုမျိုးပေါ့နိုင်ငံတွေချင်းဆက်သွယ်တာတွေအဲ့လိုမျိုးတွေကိုစိတ်ဝင်စားတယ်နောက်အဲ့လိုဆိုကိုကနောက်ဆုံးမှသိပါတယ်ငါနဲ့ကြိုက်တဲ့ line ကတော့အဲ့လိုမျိုးပေါ့စာရေးတာစာသင်တာနောက်ပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့ sharing လုပ်တဲ့ဘိုင်းပဲဆိုသိပါတယ်သိသွားပြီးကြတဲ့ကဆိုတော့ဒီလမ်းကြောင်းကိုပဲရှောက်ဖြစ်တာပေါ့ဒါပေမဲ့ဒီလမ်းကြောင်းကိုရှောက်တဲ့အချိန်မှာလည်းရှေ့မှာလည်းအဆုံးမှာပဲဖြစ်ခဲ့တာတွေကတော့ဖြစ်ပြီးသွားပါပြီဆိုတော့ဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ summer class ပေါ့ဒီ summer class လေးကတော့အဓိကကအဲ့လိုမျိုး target ထားပါတယ်ဘယ်လိုလဲဆိုတော့ကိုတိတာတွေအကုန်လုံးကိုပြန်ပြီးတော့အိတ်တုံဖောင်ပြောပြပေးမယ် not only English ကြီးပဲမဟုတ်ဘူးဒါပေမဲ့ English ကြီးပဲမဟုတ်ဘဲနဲ့တခြားဒီ teenager တွေအတွက်လိုအပ်တဲ့သူတို့အတွက်လိုအပ်တဲ့skill တွေပေါ့နော်သူတို့ရဲ့ life survival skill လေးတွေပြောပြပေးမယ်အဲ့လိုမျိုးကြောင့်မလို့ဒီ summer class လေးလုပ်တာပေါ့မိဘတွေအနေနဲ့ဆိုလို့ရှိရင်လည်းကိုသားသမီးကိုဘယ်လမ်းပွဲပို့မှမသိဘူးဖြစ်နေတယ်ကိုသားသမီးစိတ်ဝင်စားတာဘာဖြစ်လို့ဖြစ်နေမှမသိဘူး तू ကဒီလမ်းကြောင်းပို့လိုက်ပြီးတော့မှန်ပါမလားကိုကတော့ဆမ်တို့ကြောင့်မလို့ပေါ့ UFL လာတက်တယ်ဒါပေမဲ့နောက်ဆုံးကျတော့ engineer line လိုက်သွားတယ်အဲ့လိုမျိုးလူတွေလည်းရှိတယ်စောင့်လို့ပဲပေါ့ UFL တက်တယ်ပြီးတော့ဒီ teaching နဲ့ဒီ social study ဘိုင်းလိုက်သွားတယ်အဲ့လိုလူတွေလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးလူတွေအတွက်ဆိုတော့အဆင်ပြေပါတယ်ကျောင်း summer class လေးကိုလာကြိုင်းပါလို့ဖိတ်ခေါ်ပါတယ်